Iti Vido Bhagava Arahatama Tambuddho Vaisa Sarana Dambano Dugato Loka Vidu Anodaro Purita Dhamma Dharati Tathati Vamanodana Buddho Bhagava Do Bhagava Doshe Guna Takishino Myavayati Iti Vimina Sakaranina Tathangaya Giledaru Vadana Daliato Wimya Mangwi Maye Wim Paido Shwe Saipyandi Londa Shinwe Mimin Bidu Jibu Goyo Aluro Mambudo Kayro Mudaido Ye Jong Jong Li Arahara Udo Guno Jibye Anchiwi Magong Jama Bundao Yalai Georgia Tinsharo Mubabedi Daga Do Bhagava Doshe Guna Takishino Myavayati Iti Vimina Sakaranina Tavinya Swabhagabhye Myathinkara Vikara Ni Lakana Pinya Nibbanahu Nga Yatiya Nyarangu Phawpya Mashi Gururai Biro Mudato Ye Jong Jong Li Dhamma Tambuddho Dhamma Tambuddha Udo Guno Jipye Anchi Magong Yama Bundayam Yalai Georgia Tinsharo Mubabedi Daga Do Bhagava Doshe Guna Takishino Myavayati Iti Vimina Sakaranina Dhamma Shiva Namyuabhye Hoda Pinya Nyavaisati Nibbana Dhamyayetu Sakayabhye Amandindi Ajisarana Sangawani Takwa Udum Biduna Mudo Ye Jong Jong Li Vaisa Sarana Dambano Vaisa Sarana Dambana Udo Guno Jibye Anchiwi Magong Jama Bundayam Yalai Georgia Tinsharo Mubabedi Daga Do Bhagava Doshe Guna Takishino Myavayati Iti Vimina Sakaranina Dibingara Tuchadani Chiroyim Mamangin Didi Bori Mandai Kanwa Bayam Sekai Barami Somji Nilia Doni Bhava Myadadai Duga Siwa Chindo Abhin Mai Mayu Maisa Huga Samyu Dasi Maganyive Tadita Mazim Mabhyashinaya Tavinya Doya Jang Yoyui Chwaro Mugedo Yi Jong Jong Li Dugado Dugara Udo Guno Jibye Anchiwi Magong Jama Bundayam Yalai Georgia Tinsharo Mubabedi Daga Do Bhagava Doshe Guna Takishino Myavayati Iti Vimina Sakaranina Arahu Loka Tumbo Longzongo Ayom Tinswa Baichaga Pye Gong Swa Gong Sindi Mino Mudo Ye Jong Jong Li Loka Vidu Do Guno Jipye Anchiwi Magong Pyama Bundayam Yalai Georgia Tinsharo Mubabedi Daga Do Bhagava Doshe Guna Takishino Myavayati Iti Vimina Sakaranina Soma Tiyam Tadawa Mando Chaudali Chau Myau Dam Myau Yue Ao Ao Thagong Sin Sin Song Bo Pong Pong Tin Pi Asin Pi Laya Yin Ji Liang Tui Song
ဆုံးမတော်မူတတ်သောဤကြောင့်ကြောင့်လီအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟူသောဂုဏ်တော်ကြီးဖြင့်အံချီမကုံမြမဘုံတရားပြလိုက်ကြောကြားကထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏီနာတထဝါဟောကုံငယ်ကျော်သည်ဖောင်းလုံးငယ်သားနောက်ပါများကိုယေဇဘိခခန္ဓာရမခေမမြည်ငူထုတ်ကေယူသူထို့ထုတစီခေယင်ပိတိဇာတိဇရာမရဏဟုကန္နာရာကျံခီလမရွှေနမြည်ငူပြည်နေဘူးတို့နတ်လူမြမတတ္တဝါကိုကောင်းစွာဆောင်ယူခဲ့တဲ့တော်မူတတ်သောဤအကြောင်းကြောင့်လီတထာဒေဝမနုဿာနံတထာဒေဝမနုဿာနာဟူသောဂုဏ်တော်ကြီးဖြင့်အံချီမကုံမြမဘုံတိုင်အောင်ပြလိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂမိလာလေးသစ္စာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝိနည်းများဘုရားကိုမသွေအတူသိသိတော်မူနိုင်သောဤအကြောင်းကြောင့်လီဘုရားဟူသောဂုဏတော်အကြီးဖြင့်အံချီ၍မကုံမြမဘုံတိုင်အောင်ပြန်လိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာအနုမြူတဝေပြောက်ွယ်သိမွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဘုံတော်စိတ်ရလားကောင်းကင်ပြား၌ပေါ်ပေါ်လေးမြန်စံပြန်ကြွားသွားနိုင်သောလင်္ကိမာဘုံတော်ကိုယ်တော်တန်တန်ဘုံအတိုင်းညာမနိုင်အားဖို့ကြီးမားလေးအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမာဘုံတော်စီတာကွယ်ကမရှိပါပဲလူရတိုင်းပေါင်းတက္ကနာလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်အတန်တန်ဘုံသတ္တံကိုစီမံဖန်တီးတက္ကနာရီဖြင့်ပြီးစီးနိုင်သောဘာဂမဘုံတော်ကိုယ်တော်မြတ်၏စိတ်ဓာတ်တော်မှာစာဝိမကျွင်းလူနာမင်းကိုပိုင်နှင့်အုပ်စိုးလွှမ်းမိုးနိုင်သောဣတိတာဘုံတော်သမပစ္စာပဉ္ဉံကိုဝိဇ္ဇလောကတက္ကနာချင်းပိုင်ဝိဇ္ဇနိုင်သောဝတိတာဘုံတော်ကိစ္စတကူပြုစုတော်မူပြီးဆုံးခြင်းသောသောလျမသွေပြီးဆုံးစေနိုင်သောယထကာမဝတိကဘုံတော်ရှိဘောအပြာဤသောအဖြင့်ထင်ရှားလေပြီးဣတရိယဘုံတော်ကိလေသာယံပေပြလံဖို့ကိလေသာယံပေဖြတ်လံဖို့နိဗ္ဗာန်ဖို့မှကိုကြအပြာလောကုတ္တရာတရားဒီဟုသောဓမ္မဘုံတော်ဟောတိုင်းမှန်စွာဖြစ်ပေါ်လာ၍ကဘာတိုင်းပေါင်းတောင်းလောကရပဲ့တင်ထမြနတ်သတရင်ကျော်စောခြင်းဟုသောယတဘုံတော်ရွှေမျက်နှာတော်လက်ချေတော်မှာဆိုင်မကျွင်ပင်လုံးဝင်သည်ဗမ္မိအနိကျတိမင်္ဂလာစုဝေကဖြင့်လွန်စွာတင့်တယ်တပ်ပေတော်မူသောတိရိဘုံတော်အလိုတော်အတိုင်းတောင်းတတိုင်းပင်မစွာမတွားပြည်စီရသည့်ကာမဘုံတော်တလောကလုံးညွယုံကိုးစားအားထားဖို့ရာလွန်စွာကျုပ်ကုအားထုတ်တော်မူသောပယတ္တဘုံတော်ဣ
ဤ၆ဘောကုံဘုံတော်ဟုန်နှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လီဘဂဝါဘဂဝါဟုသောဂုဏတော်ကြီးဖြင့်ချီး၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေတိတကားဧဝံနဝဤကုဏီလောကံမိခိတိဗျာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိသာတရံဧဝံနဝဤကုဏီလောကံမိခိတိဗျာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိသာတရံဧဝံနဝဤကုဏီယရဟတာသလာတိကိုပြသောဂုဏတော်တို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်နေခိတိဗျာပိတံသိမ့်သိမ့်တုံကပဲ့တင်ထမြနှံ့ဆက်ကြိုဆိုတော်မူထသောအာတုလံသီလကောင်းဤသမာဓိနှင့်ជីវិတညာလွန်ကဲလာ၍ပြိုင်လာနိုင်သူအတူလီရှိတော်မမူထသောဓမ္မယာဇာနံသုံးပါးမှထိုက်သုံးထိုက်တရဟုသုံးလူသည်ခြေဓမ္မရိထွထားရှင်တော်မြတ်ဗျာဟုဒီလောဣဇလီနှုတ်တန်ချီ၍ရွှေကြည်မနောသုံးပါသောဒွါရတို့ဖြင့်သာတရံလေးမြတ်ကြီးညိုယုသည်ခြင်းရှိသည်ဖြစ်၍ဝန္ဒမိဂုဏတော်ထုံမွန်းဘုံတော်မလျာချင်းမွန်းတော်မနာပနာညွတ်ကြိုးလက်ဆုံးမူ၍ရှေခိုး